両者の情報収集に関する留意点として、もともといするもの一つ選びなさい。両者さんရဲ့ဒီ情報စုဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့မှတတိထားမယ့်အချက်အနေနဲ့အဖော်ပြပါရတဲ့နံပါတ်1ကကျတော့生活歴は介護福祉職の主観的判断で優先する。သူရဲ့ဒီ生活歴ဆိုတာနေထိုင်စားသောက်မှုတမိုင်းကို介護အလုပ်သမားရဲ့主観的ဆိုတာ介護အလုပ်သမားရဲ့အတွေ့အကြုံအမြင်တွေနဲ့ငါတို့ဟန်တာလုပ်ပေးမယ်။ဟန်တာလုပ်ထားတဲ့အကြောင်းအရာကိုပဲဦးစားပေးမိမယ်။ဒီဖွားရဟဲ့သူကတမကြိုက်တော့ပါဘူးဟိုကမကြိုက်တော့ပါဘူးဆိုတဲ့ဟာကိုကိုယ့်နဲ့ကိုယ်တယောက်တည်းဆုံးဖြတ်ပြီးတော့မှကိုကကောင်းတယ်ထင်တဲ့ဟာပဲလုပ်မယ်မကောင်းထင်တဲ့ဟာမလုပ်ချင်မလုပ်ဘူးဆိုတဲ့ဟာလိုမျိုးပေါ့နော်အဲ့လိုလုံးဝလုပ်လို့မရပါဘူးပေါ့နော်他的ဘယ်လိုပြော客観的判断ဆိုရင်တော့မှန်နေမယ်ပေါ့နော်主観的判断နဲ့တော့လုပ်လို့မရဘူးဆိုတဲ့ဟာလေးကိုတစ်ချက်သိထားပြီးပါဆိုတော့နံပါတ်2ကကျတော့生活機能က生活機能ဆိုတာနေထိုင်စားသောက်မှုနေထိုင်စားသောက်မှုဆွမ်းဆောင်ရည်ဘယ်လောက်ထိလုပ်နိုင်လဲဆိုတဲ့အနေအထားကိုပြောပါဘောနော်အဲ့ဒါကျတော့တ食習からの情報も活用するတ食習တခြားတော့ဒီ professional လို့တမားတွေပေါ့နော်ဒီမှာ rehabilitation ဆရာ rehabilitation လုပ်ပြီးတဲ့ rehabilitation လုပ်ပြီးတဲ့လေကခုလေးဟိုရှိပေါ့နော်ဒါ AOC အစားတောင်းတဲ့ဆိုင်တွေဟာတွေလုပ်ပြီးတဲ့သူတို့တွေကနေပြောပြီးတော့မှပြောတဲ့လျှော်ချဆိုင်ရဲ့ challenge တွေကိုလည်းငါတို့ကိုကားရမယ်အသုံးချရမယ်လို့ပြောထားတာဆိုတော့နံပါတ်1ကအထီမှန်လေးမှာပါတယ်ပေါ့နော်ဂျိုးရှူရှူလုပ်တဲ့အချိန်ကျရင်လေအချက်လက်စုဆောင်တဲ့အချိန်ကျရင်အာယုံ၅ပါးကိုအသုံးပြုပြီးမှအချက်လက်စုဆောင်ရမယ်ပြီးရင်မမှန်ကန်ကန်နဲ့ဖြစ်တဲ့အကြောင်းအရာတွေကိုစုဆောင်ပြရမယ်ပေါ့နော်အဲ့လိုမျိုးလေးတည်တာဆိုတော့ဒါအချက်လက်စုဆောင်နေဆိုတာအများလေးခေါင်းနေပဲဆိုတော့တရှုပ်ရှူတွေကနေပြီးတော့မှပြောပြတဲ့လျှော်ချဆိုင်ရဲ့အကြောင်းအရာတွေကိုလည်းငါတို့အနေနဲ့အချက်လက်စုဆောင်နေဆိုတဲ့ထဲမှာထည့်သွင်းအသုံးပြုလို့ရတယ်ပေါ့နော်နံပါတ်3ကကျတော့発言内容はဒီ発言ものပြောတဲ့အကြောင်းအရာ介護福祉職の解釈を加える介護အလုပ်သမားရဲ့ဒီဝေဖန်ဆန်းစစ်ခြင်းဆိုတဲ့ဟာကိုထပ်ပေါင်းတယ်လို့ပြောတာအဲ့ဆိုဟိုဘက်ကပြောလာတဲ့စကားသူကတော့တလူပြောတယ်ဆိုတဲ့ဟာကိုကနေပြီးတော့ထပ်ပေါင်းပြီးတော့မှကွန့်ထည့်ပေးလိုက်တာကွာဟိုကပြောတာ90ဖို့လောက်ပြောတယ်ဆိုရင်ငါတို့ကထပ်ပေါင်းပြီးတော့မှ60ဖို့90ဖို့လောက်ထပ်ပေါင်းပြောလိုက်ရဆိုတဲ့ပုံစံကိုပြောချင်တာပေါ့နော်အဲ့လိုတော့ပြောလို့မရပါဘူးပြောတယ်ဆိုတဲ့အကြောင်းအရာကိုငါတို့အဲ့ဒီအတိုင်းလေးပဲဂျိုဟိုရှူရှူအနေနဲ့ယူပေးဖို့လိုတယ်ပေါ့နော်ဂျိုဟိုရှူရှူလုပ်တယ်ဒါပေမဲ့သုံးတယ်မသုံးဘူးဆိုတာကတော့ကွယ်ရလာတဲ့ချက်လက်တွေအကုန်လုံးတော့သုံးလို့မရဘူးဒါပေမဲ့ငါတို့ရဲ့ဒီတင်ထားတဲ့ခိုက်ကောပညာတွေနဲ့ဝေဖန်ဆက်စစ်ပြီးတော့မှသုံးတင်နဲ့မသုံးတင်ဘူးလို့ပြန်ဆက်စစ်ပေးရမှာတော့ဟုတ်တယ်ဒါပေမဲ့လို့ခုနတစ်ဖက်လူကပြောတဲ့အကြောင်းအရာကိုငါတို့အနေနဲ့ထပ်ပေါင်းပြီးတော့ထပ်ကွန်ပြီးတော့ပြောလို့ရတာလို့မျိုးတော့မဟုတ်ဘူးပေါ့နော်တော့ပါစနံပါတ်4ကကျွန်တော်ခေဆိုင်ကြောပြောကခင်းလင်းချမင်းတို့ကြောဟိုခါရစေစကုစလူပေါ့နော်စေစကုကခက်မှန်တော့ပြောတာခင်းနှင်းကျူးမင်းဆိုတာသူတို့အိမ်နီးနာချင်းတွေပေါ့နော်ဒီသူတို့ရဲ့ငွေချေးဆိုင်ရာနေတာကိုကျတော့သူတို့အိမ်နီးနာချင်းတွေကနေပြီးတော့မှမင်းမြန်မယ်ပေါ့နော်ဟဲ့သူတို့အိမ်ကအဆင်ပြေရလားသူတို့ပတ်စံမရှိရလားဆိုတဲ့ဟာလိုမျိုးအဲ့လိုတော့လို့မရဘူးပေါ့နော်အဲ့ဒီအကြောင်းအရာတွေကိုသူတို့ငွေချေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှတတ်နိုင်တယ်မတတ်နိုင်ဘူးပတ်စံဘယ်လောက်ရှိလဲဆိုတဲ့ဟာတွေကငါတို့ကမင်းလို့မရဘူးဒါပေမဲ့ငါတို့အနေနဲ့ပြောပြပေးလို့ရတာကဒီဝန်ဆောင်မှုကိုတုံးနေဆိုရင်ဒီလောက်တော့ကြာနိုင်နေဆိုတဲ့အနေထားလိုမျိုးတော့ပြောပြပေးလို့ရတယ်အဲ့ဒါမှသူတို့အဆင်ပြေသုံးမဲ့အဆင်မပြေသုံးပေါ့နော်はいその番がちょっと心身機能は利用者への聞き取りによって判断する心身機能ဆိုတာကစိတ်ကိုဆွမ်းဆောင်ရည်တွေဘယ်လောက်ထိလုံနိုင်လဲဆိုတဲ့ဟာကလျှော်ချဆိုင်နောက်ခိခိတော်တွေပေါ့နော်လျှော်ချဆိုင်ကိုမေးထားတဲ့အကြောင်းအရာကိုမှငါတို့ကဟန်တန်လုပ်ပေးမယ်တဲ့ဆုံးဖြတ်ပေးမယ်ပေါ့နော်လျှော်ချဆိုင်ဘယ်လောက်ထိလုံနိုင်လဲမလုံနိုင်ဘူးဆိုတော့မှလျှော်ချဆိုင်ငါလမ်းမလျှောက်နိုင်ဘူးလို့ပြောတယ်တကယ်အလမ်းလျှောက်နိုင်တယ်လျှော်ချဆိုင်ကနင်းချစ်ကျော်ဖြစ်လို့လမ်းမလျှောက်နိုင်ဘူးပြောရင်ငါတို့ကအဲ့ဒါကိုလမ်းမလျှောက်နိုင်ဘူးလို့ဆုံးဖြတ်မယ်ဆိုတဲ့ပုံစံပြောတာအဲ့လိုတော့လုပ်လို့မရပါဘူးရှင်းရှင်းကင်နိုရှင်းတိုက်ခိုးဆိုတာလျှော်ချဆိုင်ကိုလည်းအချိန်ကြီးကြည့်မယ်ပြီးရင်ဒါတွေကကျတော့ဆရာဝန်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာလည်းမူတည်ရပါတော့ဆရာဝန်ကဒီလူကနင်းချစ်ကျော်ဖြစ်နေတယ်ဒီလူကလက်ကဘလောက်ပဲလုံနိုင်တယ်ခြေထောက်ကဘလောက်ပဲလုံနိုင်တယ်အဲ့လိုမျိုးပြောတဲ့အကြောင်းအရာကိုပဲငါတို့ကစဉ်းစားပြီးတော့သုံးပေးရမယ်လို့တည်ထားပြီးပေါ့နော်။တော့အဖြေမှန်ကနှစ်ထပ်တင်တော့တာမရှိတော့ကွယ်။